ပဲဣတိဟောပါဠိတော်ကလာတဲ့အဂိသုတ်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတိလောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံဟုံတောက်တယ်ဒါဖြင့်အကောင်းမီးမိကိုငြိမ့်စေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမိမောဟမိငရဲမိဒီမိကိုငြိမ့်စေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ့်စေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပฏิသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့အရက်10မျက်နှာတစ်မျက်နှာတစ်မျက်နှာစဉ်မေတ္တာ4ပါး4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာလုတ်ပရိမှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2မျိုးပြောကြလို့ဤတွင်ပฏิသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရက်10မျက်နှာကိုရှာကရေတွက်ပုံကတစ်မျိုးရှာကအရှိအနောက်မြောက်တောင်တခါဖြည့်တောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုသူနည်းနဲ့သူပေါ့တူယူအရက်4မျက်နှာအထောက်အရက်4မျက်နှာတလို့ဆိုပြီးတော့အောက်အထက်အရက်ချမ်းကလူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရက်အရှိတောင်အရက်တောင်အရက်အနောက်တောင်အရက်အနောက်မြောက်အရက်မြောက်အရက်အရှိမြောက်အရက်အဲ့ဒီလိုမှတ်ရင်လည်းပဲအရက်ချဲကနည်းကပြီးပါဤတွင်ဥပမာအရှိအယဆိုပါဆိုရဲ့ပုရတိမာယဒိသာယတပ္ပိတန္တာအဝေရာဖွန်တုအပြာပိစ္ဆာဖွန်တုအနိကာဖွန်တုဒုက္ခိအတ္တနာပရိဟရန္တုတူလေးချက်ဟာမေတ္တာဘာဝနာပြ